Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အကျယ် reading လေးလုပ်ပေးမှာကတော့ကိုတိုင်းတော့တတိမထားမိရဲ့ကိုရဲ့ထူးခြားတဲ့စိတ်ဆွမ်းအင်းလေးအကြောင်းပေါ့နော်ဒါဒီအကြောင်းလေးကိုသိထားခြင်းအပြင်ကိုရဲ့ life purpose တွေကိုရဲ့အလုပ်တွေမှာပေါ့နော်ကိုရဲ့ skill ကိုအသုံးချပြီးဘလို့အောင်မြင်စူးစမ်းမလဲဆိုတဲ့အချက်တွေကိုသိမြင်သွားစေမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကိုတိုင်းတတိမထားမိရဲ့ကိုရဲ့စိတ်ဆွမ်းအင်းလေးကိုအကျယ်မှာကြည့်လိုက်တဲ့အခါမှာပေါ့နော်ပထမဆုံးတွေ့ရတာဘာလဲဆိုတော့ကိုကဘာသာရေးဘက်မှာပေါ့နော်စူးစူးဆဆအဲ့လိုမျိုးအာယုံစူးစိုက်နိုင်စွမ်းရှိတဲ့သူတယောက်ဖြစ်တယ်စိတ်တည်ငြိမ်လွယ်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တခါတလေမှာတော့အတွေးများကောင်းများနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီအတွေးများနေအရာကို focus ဘယ်လိုတည်ငြိမ်အောင်လုပ်မလဲအဲ့ဒါကိုသူစားသွေးထားလို့ရှင်ကိုကမြန်ပေါ့နော် focus ထားနိုင်စွမ်းအားရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ထင်ရာကိုလည်းကုစားခြင်းနဲ့စိတ်ရှိတယ်တချို့တွေကြတော့စိတ်ထင်ရာရှိနေဆိုတာသိရဒါပေမဲ့ကုစားဖို့အတွက်နီးလန့်မရှာကြဘူးပေါ့နော်ကိုကကြတော့မဟုတ်ဘူးနီးလန့်ရှာတယ်တချို့တွေဒီမှာ spiritual journey ကိုရှောင်နေသူလေးရှိရပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ journey တစ်ခုခုကိုရှောင်ခြင်းအပြင် spiritual land တစ်ခုခုပေါ်ကိုရောက်လာတာမျိုးအဲ့လိုပုံစံမျိုးလေးရှိတယ်တချို့ဆိုရှင် self healing journey ကိုရှောင်နေသူတွေပါမယ်ပေါ့နော်ဒီ reading ကိုကြည့်နေတဲ့သူတွေကအဲ့လိုပုံစံမျိုးပြီးတော့ရှင်ပြန်ရတာကိုလုံးဝမနှစ်သက်ဘူးရှင်ပြန်ရတာကိုအရန်မုန်းတဲ့သူလေးတွေပါမယ်ပေါ့နော်ကိုကိုတိုင်းကကိုတယောက်တည်းအေးဆေးနေခြင်းနဲ့ပုံစံမျိုးလေးတိုက်ပုံစံမျိုးလေးရှိရပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ပေါ့နော်ကိုကဒီမှာ 11 power ကကိုလည်းတွေ့တာဖြစ်တဲ့အတွက်တခုခုဆိုလို့ရှိရင် psychic power အရန်ကောင်းတယ်ပေါ့နော်တခြားသူတွေစိတ်ကိုလည်းဖတ်နိုင်တဲ့စွမ်းအင်မျိုးရှိရပြီးတော့အရန် strong ဖြစ်တယ်ပေါ့နော် main ကလေးပဲဖြစ်နေပါစေယောက်ျားလေးပဲဖြစ်နေပါစေเนาะဒီ reading ကိုကြည့်နေတဲ့သူလေးတွေကအရန်စိတ်ပိုင်းဆိုင်ရာ strong ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ရန်သူတွေကိုတော့မိတ်ဆွေအဖြစ်ပေါင်းသစ်ဆက်ဆံနိုင်တဲ့နော်စွမ်းအင်မျိုးရှိကြတယ်ပေါ့နော်ရဲစွမ်းတက်တည်နေတဲ့ပြည်စုံတဲ့ပြဿနာတစ်ခုခုကြုံလာပြီးရှင်နောက်မဆုတ်တန်းရင်ဆိုင်တတ်တယ်နော်ပြဿနာတစ်ခုခုသူများမတွေးတဲ့ရှုထောင့်ကနေပြီးတော့တွေးတတ်တဲ့ဆိုတဲ့ပုံစံမျိုးလေးကိုဒီမှာတွေ့ရတယ်ပေါ့နော်သီးခံဆောင်စွမ်းနိုင်စွမ်းအားအရန်ရှိတယ်ကိုလိုချင်တဲ့အရာတစ်ခုကကြာကောင်းကြာမယ်ဒါပေမဲ့သူများလိုလွယ်ကူကူလက်လျှော့မဲ့သူမျိုးတွေမှာမပါဘူးဘယ်လောက်ထိခက်ခဲမလဲအဲ့ဒီအရာကိုစူးစမ်းပြီးတော့ရအောင်တိဆောက်ပြရဲဆိုတဲ့ပုံစံမျိုးတွေမှာပါတယ်အရန် strong ဖြစ်ပါတယ်နော်ပြီးတော့ဟုတ်ပြီနောက်တစ်ချက်အချက်ဒီမှာတွေ့ရတာကဘာလဲဆိုတော့ကိုကဒီမှာပေါ့နော်လမ်းတစ်ခုခုကိုတွေ့နေပြီဆိုလို့ရှိရင်လေအဲ့ဒီလမ်းကိုပေါ့နော်အောင်မြင်မလားမအောင်မြင်မလားမသေးကြသေးတော့ဇွင်းနဲ့ရှောင်းလန်းတဲ့တက်တီမျိုးရှိရဆိုတာကိုတွေ့ရတယ်ဒါပေမဲ့တစ်ခါတလေမှာတော့စွန့်ရင်စိလေးတွေဝင်တတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစွန့်ရင်စိကိုခုနကအကျယ်ပြောတယ်ပေါ့နော်ဒီ spiritual ဘက်မှာစိတ်ကို focus ထားနိုင်တဲ့စိတ်ဆန့်အင်တွေကိုတိဆောက်ပြီးတော့ရအောင်ရှောင်းလန်းနိုင်တဲ့တက်တီမျိုးရှိရပြီးတော့ကိုတိုင်းကအရန်ကိုအရင် lucky ဖြစ်တဲ့သူတယောက်လိုမျိုးပေါ့နော်အဲ့လိုမျိုးယုံကြည်ချက်လည်းပြင်းထန်တယ်အဲ့လိုကိုယ်ယုံကြည်ချက်ပြင်းထန်တဲ့သူတယောက်ဖြစ်တယ်နော်ယုံကြည်ချက်ပြင်းထန်တဲ့သူတယောက်ဖြစ်တဲ့အတွက်ဘယ်နေရာမှာမဆိုနော်အနာဂတ်ရည်မှန်းချက်ပန်းနိုင်ကိုရအောင်သွားနိုင်တဲ့သူမျိုးလေးဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ပြီးတော့နောက်တစ်ချက်ကကြတော့ပေါ့နော်ကိုက organize လုပ်တဲ့နေရာမှာအရန်ကိုမှဘယ်လိုခေါ်မလဲအောင်မြင်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော် organize လုပ်နိုင်တယ်တခြားသူတွေကို leadership နော်ခေါင်းဆောင်နိုင်တဲ့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘယ်နေရာမှာပဲရောက်ကိုကသူများ follow up လုပ်ရမယ့်သူတယောက်မဟုတ်ဘူးခေါင်းဆောင်နေရာကနေပဲလုပ်နိုင်မယ်ခေါင်းဆောင်နေရာကနေဒါဥဆောင်နေတဲ့သူတယောက်ဖြစ်တယ်နော်ဒီ strategy ကြတိဆောက်နေတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်အပြောစွမ်းရည်အရန်ကောင်းတယ်နော်ဒီ reading ကိုကြည့်တဲ့သူလေးတွေကကိုယ့်ရဲ့ life ပါဖို့ကိုပေါ့နော်ဒီကိုယ့်ရဲ့ဒီအပြောစွမ်း in skill တွေနဲ့အသုံးချတဲ့သူဆိုလို့ရှိရင်အရင်အောင်မြင်လိမ့်မယ်အမ motivation speaker လို့ပုံစံမျိုးတော့ consultant တွေလို့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဆိုပို့ပြီးတော့အဆင်ပြေတယ် business consultant အဲ့လိုပုံစံမျိုးပေါ့နော်ဒါဆိုရှင်ပို့ပြီးတော့အဆင်ပြေနိုင်ပါလိမ့်မယ်ပြီးတော့နောက်ဆုံးတစ်ချက်ကိုယ့်ရဲ့စွမ်းအင်ကကြတာပါဆို the magician power number 1 ကနော်အဲ့တော့ magician power ဆိုတာဒီ tarot ကထဲမှာဆိုရှင်အရန်ကောင်းတဲ့ကတ်တစ်ခုอ่ะเนาะကိုယ့်ရဲ့စိတ်ကဖဲအရာကိုလိုချင်တယ်အဲ့ဒီလိုချင်တဲ့စိတ်ဖြစ်လာတဲ့ညပေါ့နော်ကိုကအဲ့ဒီအရာထားလိုက်ပြီဆိုရှင်တစ်ချိန်ချိန်မှာအောင်မြင်အောင်လုပ်နိုင်တယ်ဇွဲလဲရှိတယ်လို့တကယ်အောင်မြင်လုပ်နိုင်တဲ့ universe ကလမ်းကြောင်းတွေပေါ့ကိုလည်းရှောက်နိုင်တဲ့သူတယောက်ဖြစ်တယ် manifest power အရန်အားကောင်းတယ်ဆိုတာတွေ့ရတယ်ဘလို့အရာပဲ manifest လုပ်เนาะကိုယ့်ရဲ့စိတ်က negative မျိုးပဲနဲ့ positive တာဆောင်ပြီးတွေးမယ်ဆိုရင်အရန်ကိုအောင်မြင်တဲ့သူတယောက်ဖြစ်တယ်ဆိုတာလေးကိုဒီမှာတွေ့ရတယ်เนาะempowerment power လည်းရှိရဆိုတဲ့ကြောင့်လို့ကိုတည်လဲเนาะကိုယ့်ရဲ့ဒီနှုတ်ကပြလိုက်တဲ့အရာတွေနဲ့အားလုံးဖြစ်တည်လာတဲ့ဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ magician power ကအရန်ကောင်းပါတယ်အဲ့တော့ဒီ reading ကိုကြည့်နေတဲ့သူလေးတွေကလေဒီလားအရန်အလုပ်တစ်ခုခုကိုအာယုံစူးစိုက်ပြီးလွှတ်တာနဲ့အောင်မြင်မဲ့သူလေးဖြစ်တယ်เนาะအရန်ကိုယ့်ရဲ့ဒီစူးစမ်းအားထုတ်မှုတွေအရန်မြင့်တင်စရာမလိုစိတ် manifest လိုက်ယုံနေရင်အနာဂတ်မှာအောင်မြင်တဲ့သူမျိုးတွေဖြစ်တယ်ဆိုတာလေးကိုတွေ့ရတယ်ပေါ့เนาะအဲ့တော့ဟုတ်ပါပြီအခုကိုယ့်ရဲ့တည်သွားတယ်ကိုယ့်ရဲ့ skill တွေနဲ့အတူပေါ့နော်ကိုယ့်ရဲ့ life purpose တွေကိုတိကျအသုံးချပြီးတော့ရှောက်လန်းနိုင်ပါသေးလို့ကျေးဇူးတောင်းပေးပါတယ်ကျေးဇူးများတင်ပါတယ်နော်